ယောက်ျားဖြစ်သူကသူ့ရဲ့လက်ထက်ဇနီးတွေကိုရေကန်နဲ့ပစ်ချပြီး9 ရက်9 နှစ်တိုင်စိန်ထားခဲ့တယ်သူကိုယ်တိုင်ကတော့အပြင်ထွက်ပြီးသူ့ရဲ့ပထမအချစ်မမေ့နိုင်တဲ့ချစ်သူဟောင်းနဲ့ချစ်ကြည်နူးနေခဲ့တာပေါ့သူ့ယောက်ျားအပေါ်လုံးဝစိတ်နာသွားခဲ့တဲ့အမျိုးသမီးဟာနောက်တနေ့မှပဲအဝတ်စားထုတ်တွေအကုန်သိမ်းပြီးအဲ့ဒီလူယုံမာရဲ့အိမ်ကနေထွက်ခွာလာခဲ့ပါတော့တယ်အဲ့ဒီနောက်ဟောင်ကောင်ကတထေးသားကြီးရဲ့မင်္ဂလာကားပေါ်တက်ပြီးဝေးလံတဲ့အရက်စီကိုနောက်အိမ်ထောင်ပြုဖို့ထွက်ခွာသွားခဲ့တယ်ဒီမြင်ကွင်းကိုမျက်နှာချင်းဆိုင်ကသူ့ယောက်ျားကအမှတ်မထင်လှမ်းမြင်လိုက်ပေမဲ့မျက်စိမားတာနေမှာဘာလို့ပဲတွေးနေခဲ့တာဘာလို့လဲဆိုတော့သူ့ကိုအသက်ထက်ချစ်တဲ့ဇနီးတွေကသူ့ကိုဘယ်တော့မှပြစ်မသွားဘူးလို့သူ့ပိုင်တွက်ထားလို့ပါပဲလွန်ခဲ့တဲ့3 နှစ်တုန်းကတော့ဒီယောက်ျားကပဲလူအများကြီးနဲ့ခန်းခန်းနားနားလုပ်ပြီးတာမန်မိသားစုကဆင်းသက်လာတဲ့သူမကိုအိမ်ခေါ်တင်ခဲ့တာမို့လူတိုင်းကသူမကိုရွှေအိုးကောက်ရတယ်လို့ကန်ကောင်းလိုက်တာဆိုပြီးအားကျခဲ့ကြတာဒါပေမဲ့ဒီအချို့တက်မှုတွေက3 နှစ်ပဲခံခဲ့တယ်ဆိုတာဘယ်သူမှမသိခဲ့ကြဘူးယောက်ျားဖြစ်သူကနောက်ထပ်ကုန်းကောက်စရာမရှိအောင်ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ကိုထပ်ပြီးချစ်မိသွားခဲ့ပြန်ပြီဒီနေ့မှာတော့အဲ့ဒီချစ်သူဟောင်းကပျောက်ဆုံးသွားပြီးဘာသတင်းမှမကြားရတော့ဘူးယောက်ျားဖြစ်သူကဇနီးတဲ့ရဲ့မိဘတွေကိုဓာတ်ရိုက်ဖမ်းဆီးချုပ်နှောင်ပြီးသူ့ရဲ့အချစ်တစ်ကိုဘယ်မှာဝတ်ထားလဲဆိုတာပြောပြဖို့ဇနီးတဲ့ကိုအကြက်ကင်ပါတော့တယ်ဒါပေမဲ့အမျိုးသမီးကတော့သူ့ရဲ့အသေးကြော်လေးဘယ်မှာပုံနေလဲဆိုတာတကယ်ကိုမသိရှာပါဘူးသူမဟာဒူးထောက်ပြီးသူ့မိဘတွေကိုလွှတ်ပေးဖို့တောင်းပန်ခဲ့တယ်နဖူးတွေကွဲတဲ့အထိဥချတောင်းပန်ခဲ့ပေမဲ့ယောက်ျားဖြစ်သူကတော့ဘာမှမထူးခြားသလိုအေးဆက်နေတော့မယ်သူမဘာလို့ရမှန်းမသိလမ်းပြောင်းနေတဲ့အချိန်မှာပဲယောက်ျားဖြစ်သူရဲ့အဖေကဖုန်းဆက်လာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူမဟာဘာမှမဆိုင်မတွားပဲယောက်ျားဖြစ်သူနဲ့လမ်းခွဲဖို့သဘောတူလိုက်ပြီးဟောင်ကောင်ကရှိစဲမိသားစုစီကိုအစားထိုးအိမ်အောင်ပြုဖို့လက်ခံလိုက်တာကြောင့်ယောက်ျားဖြစ်သူနဲ့ပြန်အဆင်ပြေနိုင်မဲ့လမ်းစာကိုအပြတ်ဖြတ်လိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့သူမဟာတကူလုံးတန်ရာတွေနဲ့အိမ်ပြန်လာခဲ့ရာကနေယောက်ျားဖြစ်သူဟာအဲ့ဒီချစ်သူဟောင်းကိုရှာဖို့အတွက်နန်ချန်မြို့တစ်မြို့လုံးကိုပြောင်းပြန်လန်ပြီးရှာဖွေနေတယ်ဆိုတာကြားလိုက်ရတယ်အိမ်စီတွေကလည်းအခြေအနေကြည့်ပြီးကျန်းရရင်ကတော့ဆိုတဲ့ဂုံပုတ်တာရှိပေမဲ့တကယ်တမ်းတော့ဘယ်သူမှလက်မကြည့်တဲ့အပေခံမင်းမပါလားဆိုပြီးလှောင်ပြောင်ကြတာပေါ့အမျိုးသမီးကဒါကိုကြားတော့ခါခါတီးတီးနဲ့ရဲမိယုံပဲတက်နိုင်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီကျန်းကတော့ဆိုတဲ့အစင်တန်းကလည်းအတူအယောင်ဖြစ်နေလို့ပါပဲတကယ်တော့အစကတည်းကအဖိုးအိုကသူ့သားဟာငြိမ်နေမဲ့ကောင်မဟုတ်ဘူးဆိုတာအပိုင်တွက်ထားလို့အမျိုးသမီးနဲ့အလောင်းစားလုပ်ခဲ့တာပါအကယ်၍သူတို့နှစ်ယောက်ရဲ့အိမ်အောင်ရေးက9 နှစ်အထိတည်မြဲခဲ့ရင်သူတို့နှစ်ယောက်ကိုသဘောတူပေးမယ်ပေါ့မင်္ဂလာဆောင်တဲ့နေ့တုန်းကယောက်ျားဖြစ်သူဟာအဲ့ဒီလက်ထက်စာချုပ်အတူကိုကင်ပြီးသူမအပေါ်ဘယ်တော့မှတစ္ဆာမပြတ်ပါဘူးလို့ကောင်းကင်မြေကြီးတိုင်တီးပြီးဂတိတွေပေးခဲ့တာအခုတော့3 နှစ်ပဲရှိသေးတယ်သူမလုံးဝရှုံးနေသွားခဲ့ရပြီအမျိုးသမီးဟာရင်ခွဲမတက်ခံစားရပြီးအာလူတုံးနဲ့တစိမ့်တုံးထုထားတဲ့လက်ထက်စာချုပ်အတူကိုစုပ်ဖြဲပစ်လိုက်တယ်အဲ့ဒီနောက်ဒီနှစ်တွေအတွင်းယောက်ျားဖြစ်သူပေးခဲ့တဲ့အဖိုးတန်အသုံးဆောင်ပစ္စည်းတွေကိုပါတခါတည်းရောင်းချပစ်လိုက်ပါတော့တဲ့အိမ်စီတွေကသူမရဲ့တနာစရာအခြေအနေကိုကြည့်ပြီးလှောင်ပြောင်နေကြတယ်တကယ်ကြီးအကုန်ရောင်းပစ်တာပဲသူ့ကိုသူလိုချင်တာအကုန်ရပြီးအချစ်ခံနေရတယ်လို့တကယ်ထင်နေတာလားမသိဘူးဝစ်စရာအဝတ်စားတော့မရှိတော့တဲ့အချိန်ကြရင်တော့ငိုရအောင်ပါထားလိုက်ပါအေးငါတို့ကတော့ထိုင်ပြီးဟာသားကြည့်ုံပဲအဲ့ဒီနောက်အမျိုးသမီးဟာသူတို့နှစ်ယောက်တစ်ပင်အောင်မှာမြုပ်ထားခဲ့တဲ့ဆူတောင်းပလင်းလေးကိုတူးဖော်လိုက်တဲ့တုန်းကတော့ယောက်ျားဖြစ်သူကနှစ်ပေါင်း30ကြာမှတူးဖော်ပြီးသူတို့ရဲ့ခိုင်မြဲတဲ့အချစ်ကိုတက်သေးထူမယ်လို့ပြောခဲ့တာပေါ့နှမျောစရာကောင်းတာကသူမအဲ့ဒီအချိန်ထိမစောင့်နိုင်တော့ဘူးသူမဒါတွေကိုအပြတ်ရှင်းပြီးတဲ့အချိန်မှာပဲအဲ့ဒီချစ်သူဟောင်းကမမာနာတွေအပြည့်နဲ့သူမရဲ့လမ်းကိုပိတ်စီးပြီးယောက်ျားဖြစ်သူဟာဒီရက်ပိုင်းတွေမှာသူမအနာကနေတပွားမှမခွာပဲစောက်ရှောက်ပေးနေတာလို့လာကြွားပါတော့တယ်ယောက်ျားတယောက်ရဲ့စိတ်ကဘယ်မှာလဲအချစ်ကအဲ့ဒီမှာပဲရှိတာဟဲ့နင်ကငါနဲ့ဘာနဲ့လာပြိုင်မလို့လဲအမျိုးသမီးကသူမနဲ့ပြိုင်ဖို့စိတ်မကူးထားပေမဲ့ချစ်သူဟောင်းကတော့အလျှော့မပေးပဲအမျိုးသမီးကသူမကိုရေထဲတွန်းချလိုက်တယ်လို့မျိုးဟန်ဆောင်ပြီးယောက်ျားဖြစ်သူရဲ့စိတ်ရင်းကိုစမ်းတက်လိုက်တယ်ယောက်ျားဖြစ်သူကဇနီးတွေကပဲမကောင်းတဲ့စိတ်နဲ့လုပ်တယ်လို့တထင်မမှတ်ယုံကြည်သွားပြီးဇနီးတွေကိုတောင်းပန်ခိုင်းယုံနေမကပဲဇနီးတွေရဲ့မျက်စိရှိတင်ချစ်သူဟောင်းကိုအနမ်းတွေပေးပြီးအပြစ်ပေးတောင်းပန်တဲ့အနေနဲ့ရုန်းကန်စရာမလိုတဲ့ရဲတိုက်ကြီးတစ်လုံးလက်ဆောင်ပေးမယ်လို့ကတိပေးလိုက်တဲ့အမျိုးသမီးကတော့သူ့ယောက်ျားရဲ့ဟန်ဆောင်မှုတွေကိုငြိမ်ငြိမ်လေးကြည့်နေရင်စိတ်မကောင်းမဖြစ်ပါနဲ့လို့မိမိကိုယ်ကိုပဲထပ်ဖန်တလဲလဲသတိပေးနေမိတယ်ဘာလို့လဲဆိုတော့ဒီလိုယောက်ျားမျိုးကဝမ်းနဲ့ပေးရလောက်အောင်တန်ဖိုးမရှိလို့ပါပဲနောက်တစ်စက္ကန့်မှာပဲယောက်ျားဖြစ်သူကဘော်ဒီကတ်တွေကိုဇနီးတွေကိုရေထဲပစ်ချဖို့အမိန့်ပေးလိုက်ပြီးရေနေရတဲ့အရာတာကိုခန်းစားကြည့်စေခဲ့တယ်ရေမကူးတတ်တဲ့အမျိုးသမီးဟာရေထဲမှာအသက်လူပြီးရုန်းကန်နေရရှာတယ်ပြီးတော့နောက်ဘဝဆက်တိုင်းမှာဒီလိုလူယုံမှမျိုးကိုဘယ်တော့မှထပ်မချစ်မိပါစေနဲ့လို့မိမိကိုယ်ကိုပဲထပ်ခါတလဲလဲသတိပေးနေမိတော့တယ်တတိယလာတဲ့အမျိုးသမီးအိမ်ပြန်ရောက်တဲ့အခါယောက်ျားဖြစ်သူကနင့်နာကြီးအဖြစ်အမဲရောင်ကတ် black card တကတ်ပေးခဲ့ပြီးသူနဲ့အဲ့ဒီချစ်သူဟောင်းတွေကပျော်ယုံသဘောပဲဖြစ်တာမို့သူကစားလို့ဝရင်အိမ်ပြန်လာမှာပါလို့ပြောခဲ့တယ်ဒါပေမဲ့ယောက်ျားဖြစ်သူခြေလန်းစလန်းပြီးထွက်သွားတာနဲ့အမျိုးသမီးကအဲ့ဒီကတ်ကိုကတ်ကြီးနဲ့ညှက်ပစ်လိုက်မယ်ဆိုတာကိုတော့သူမသိလိုက်ရှာဘူးအဲ့ဒီနောက်သူမဟာတွတ်တွတ်လက်လက်ပဲအဝတ်တစ်တာကိုဆွဲပြီး3 နှစ်တာနေထိုင်ခဲ့တဲ့ဒီအိမ်ကနေထွက်ခွာသွားခဲ့ပါတော့တယ်ဒီအချိန်မှာပဲအပြင်ကိုခုတင်ထွက်လာတဲ့ယောက်ျားဖြစ်သူကသူ့ရဲ့ဗီလာအိမ်ဘက်ကိုဥတီမောင်းနေလာတဲ့မင်္ဂလာကားတန်းကြီးကိုလှမ်းမြင်လိုက်ရတယ်ဒါဘသူအိမ်ကသူတို့သမီးကိုလာကြိုးတဲ့ကားလဲအစီအစဉ်ကတော်တော်ခမ်းနားတာပဲဒါဟောင်ကောင်ကလာတဲ့ကားတွေပဲဘယ်အိမ်ကသမီးပြိုကဟောင်ကောင်ကတထေးကြီးတွေစီအိမ်အောင်ပြရမှာလည်းမသိဘူးသူမဟာအိမ်မက်ထဲမှာတော့ဒါဟာသူ့ရဲ့ဇနီးတွေကိုလာကြိုးတဲ့ကားတွေဖြစ်လိမ့်မယ်လို့ထင်မှတ်ထားမှာမဟုတ်ပါဘူးမင်္ဂလာကားတန်းကလမ်းတစ်ဝက်ကိုရောက်တဲ့အချိန်မှာတော့ယောက်ျားဖြစ်သူဟာအဲ့ဒီချစ်သူဟောင်းရဲ့လူမှုကွန်ရက် moments ကိုအမှတ်မထင်တွေ့လိုက်ရပြီးသူမကသူတို့သမီးရဲ့လက်ကင်ပန်းစီကိုလိုချင်နေမှန်းသိလိုက်ရတယ်လက်ကင်ပန်းစီလေးတစ်စီးပဲဥစ္စာစောင့်နေလိုက်ရှေ့ကလမ်းဆောင်မှာကားရဲ့မီးပွိုင်လန်းဆောင်မှာသူဟာကားပေါ်ကနေပြက်ပြက်သားသားဆင်းသွားပြီးမျက်နှာချင်းဆိုင်ကမင်္ဂလာကားရဲ့မှန်ကိုတမင်တက်တက်သွားခောက်ကသူတို့သမီးစီကနေလက်ကင်ပန်းစီတောင်းဖို့လုပ်ပါတော့တယ်
ကားထဲကသူတို့သမီးဖြစ်သူမဖြစ်ဘူးဒီနေ့အထိရောက်အောင်မနှဲစူးစမ်းခဲ့ရတာသူ့ကိုလာဖြတ်စည်းခွင့်မပေးနိုင်ဘူးဒီဇလန်လေးကတကယ်ကိုရင်သက်ရှုမောစရာကောင်းတဲ့အချိုးကွေလေးတွေနဲ့မှရှေ့ဆက်ဘာဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်နော်ဇလန်ရဲ့တခြားပိုင်းတွေကိုရောဆက်ပြီးသိချင်ပါသေးသလားခင်ဗျာ